beautiful ပြန်နေကောင်းတယ်မကြည့်တော့ဘုံအခုသွားမှာကတော့ဟိုဒီကဲလာမှာရှိတယ်ပေါ့နော်သူတို့ကဟိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ထမ်းပင်ကိုလုပ်တဲ့ထမ်းရည်ပေါ့နော်ဒီမှာကဒီကဲလာနိုင်ငံမှာကအုံးပင်ရနေရတဲ့အုံးသီးအရေးအုံးသီးရည်ပေါ့နော်မျိုးထမ်းရည်လိုမျိုးပေါ့နော်အုံးခေါင်ရည်ပေါ့အုံးခေါင်ရည်ကိုသွားတောက်မှာဒီရောင်းလို့ရှိရင်အုံးခေါင်ရည်ကမရှိမဖြစ်မတောက်မဖြစ်ရမ်းကောင်းတယ်အဲ့အုံးခေါင်ရည်မှာမှသူတို့ကအဲ့မှာရရှိတယ်ဝတ်သားလေးရတယ်ဝတ်သားဆိုတော့ဘောနော်ကျမအကြိုက်ပေါ့အဲ့ဒီဝတ်သားကဘလို့ဝတ်သားလည်းမသိဘူးရမ်းနေစားကောင်းတယ်အရင်တော့နှစ်ခေါက်ဒီကိုရောက်ပြီးပြီအခုတစ်ခေါက်ထပ်သွားစားမယ်အဲ့လိုပဲတူသေးလားဆိုတာပေါ့နော်အဲ့ဒီရဲ့ဝတ်သားကအရန်နေစားကောင်းတယ်တော့ဝတ်သားလားဘာသားလဲတော့မသိဘူးချက်ထားတဲ့ပုံစံပဲကွဲလွဲတာလားပေါ့နော်စားလိုက်တာနဲ့အရန်ကိုမြင်တယ်အားကြောင့်မလို့ဟိုတော့မယ်အဲ့ကိုအဲ့ဒီအုံးခေါင်ကြီးရရှိတဲ့နေရာအဲ့ဝတ်သားပေါ့နော်တော့ဝတ်သားလို့တော့ထင်တာပဲအဲ့မျိုးဝတ်သားရရှိတဲ့နေရာသွားမယ်Ochra. I see, sometimes here pan fruit. College, I memory. Okay. College. I write in there. There's writing. That is far, huh? It'll be far. Not too far, but far, right? Yeah. Almost halfway, right? Halfway, right? အဲ့ဒီဟိုရောက်လို့ရှိရင်စပါးပဲနေရောမလေးအများကြီးပဲတွေ့ရမှာဟိုရမ်းလှတယ်တဘာဝကြကြလေးတဘာဝဆန်လေးလေသူတို့ကစောက်တာပေါ့နည်းနည်းတော့ဝေးတယ်အိမ်နဲ့ဆိုလို့ရှိရင်တနားကြီးကြော်လောက်မောင်းရတယ် In our house almost 1.5 hour like that we have to drive nah okay ကျမယောက်ျားကကျမကိုနေမကောင်းဖြစ်မှာဆိုလို့မနေ့ပြန်ဆိုလို့ရှိရင်ပြန်ရပြီကတာကိုအဲ့ဒါတော့မတော်ချင်ဘူးဒါပေမဲ့ဟိုစားဖြစ်တော့သွားဒီကတော့တအားတွေသွားချင်နေတာနေရတော့အရင်မကောင်းအဲ့ဒါသူကလိုက်ပို့တယ်ချစ်ကလိုက်ပို့တယ်push tadi balik ni. Turn left toward Harry Pad Temple Road. In 300
တန်ပဲရှိရပဲtrain station, right? No station, crossing. Okay. Crossing the train road Yeah. is there. Yeah. It's the way like that. Slowly. Slow like that. Everywhere have a small river, huh? See, that's why too much plant here. Good plant. Continue on Edithwa Viapuram Road for 4 kilometers. Okay, ကျမချပြီးမှန်။စပြီးတော့တွေ့ရပြီနော်။လေစိုက်ထားတာပေါ့။စပါးပင်လေးမှာ။သူတို့စပါးတွေကဘလူးစပါးတွေတော့ What is the color of your rice? That is not right. Oh, no rice. ပေရာပင်နေစပါးပင်နေအမလီအများပြားကြီးပဲကျန်ဟိုဘက်ကပုံ Coming here, များ this တယ် side half. Okay. ကိုနတ်တွေကိုလည်းသူတို့စိုက်ထားတာအများပြားတွေပဲရောက်ခဏီးပါပြီbut have more than like this, okay?
Open okay switch. Only one press enough. Long press. Okay. Malay. တော်သူမှာကျမဒီဟာတော့ကျမဝယ်ပြီးတော့ကျမမှာ open တက်ဘူးကျမအဲ့လောက်တွေလဲတယ်ကျမ okay ခဏနေအောင်အခုလေကွင်းတွေကိုအများကြီးကိုချို့ဖြန့်လာပြီရောက်လဲရောက်ခန့်နေပြီကဲရှေ့ကိုဆက်သွားမယ် almost near no oh I thought I'm telling almost near so far ဒီကပါဒါဆက်အိုးဒါလောက်တော့ဒါကစိုက်ခင်းလောက်ထားတာပေါ့။အော်ကျမရွာမှာတော့ကျမဟိုဟာ In 200 meters, turn right onto You are Empire Maroon Road. Road. အဲ့အချိန်လေးကိုတွေလည်းဖုံးနေလည်းမကြိုက်နိုင်ဘူးလေအဲ့အချိန်လေးကိုမတမ်းမတင်ခဲ့ရအောင် Turn right onto Ambalapuja Thiruvalla Road. အခုတော့ဒီဘက်မှာကဒီစပားပင်တွေဘာတွေကကျတော့ရှားသွားပြီအဲ့ဒီနေရာတွေကပေါ့နော်အဲ့တော့ကိုကအဲ့ဒါလေးတွေကြည့်လို့ရှိရင်မြန်မာနိုင်ငံကိုအရန်သတိရတယ်မြန်မာနိုင်ငံလည်းဘယ်တော့မှပြန်ရမှာတော့ပြန်ချင်နေပြီ Kilometers. မြန်မာနိုင်ငံကိုမြင်မြန်အေးချမ်းစီချင်နေပြီလှေလေးနဲ့တော့မှာသွားတယ်ကဲစီကုန်းစီကဖြစ်ရတော့မယ်ဒါကဘက်ထရိုကဇီးပင်လားမသိဘူးဒီဆိုဇီးပင်ရှိတယ်တော့ဒီတခြားနေရာတွေမှာတခြားပေါ့ဇီးပင်တွေပါရှိစီဖြစ်ပြီဆိုတော့ကျမတို့တွားရမယ်ဆက်တွားရမယ်ရှေ့ကိုကျောင်းသားလေးကျောင်းစင်းကြီးဒီမှာရောင်လေးတွေဆုံးလာတချို့ကအပြာရောင်တချို့က gray ရောင်တချို့ကလည်း brown color almost reach now The mango tree. oh no more I can't reach anymore this mango tree ခံရအောင်ကဲကျမတို့ရောက်တော့မယ်မရှိကိုတွားပြီရောက်ပါပြီဒီမှာလေကွင်းနေလေကွင်းနေကြားတဲ့ကပေါ့နော်အဲ့ဒီခေါင်ရီပေါ့ကိုကိုနဲ့ခေါင်ရီ Your
လေဝင်းနေကြတဲ့မှာရှိတဲ့ကိုကိုနှက်ခေါင်းကြီးကိုတွားတောက်မှာဖြစ်ပါတယ်အဲ့မှာကျမရဲ့အကြိုက်ဝတ်သားကိုမှသူတို့ဘလို့အိန္ဒိယလိုမျိုးချက်ထားတာမသိဘူးအရန်ကောင်းတယ်တွားဆိုင်တယ်ရှိလောက်တဲလေးတွေနဲ့တဲလေးနဲ့အဆင်မြင့်တယ်အပကင်ထိုးပါမယ်ကဲဒီမှာရတယ်ဘယ်နေရာပဲဖြစ်ဒီနေ့လူအရန်မကြောက်လူအရန်မကြတဲ့တော့ဘယ်နေရာပဲဖြစ်ရတယ်ဒီမှာခေါင်းကြီးကိုနဲ့ခေါင်းကြီးကိုမလီအဝေးရက်နေပြီးတော့လာတောက်ရတာ is too dark see ကျမယောက်ျားကိုကျမပြောတယ်အိုးokay hello 那嘎子路的，这边路的那个。 okay အခုကမှားတာကဒီကိုလာတာကဝတ်တာကိုဘောနော်တဲ့ဝါခြင်းလို့လာတာဒီမှာငါးကောင်းကြီးတွေရောအစုံရတယ်ဒါပေမဲ့မစားတော့ဘူးအဲဒီကိုကိုနဲ့ဝိုင်းရယ်ဝတ်သားရယ်အဲ့ဒီဘဲသားရယ်ပေါ့နော်အဲ့ဒါကိုပဲမှားလိုက်တယ်ဒီမှာအရင်တော့ကစားရတာအမလီအများပြားတွေပဲငါးကောင်းကြီးတွေလည်းအကြီးတွေရတယ်အစုံရတယ်ဒါပေမဲ့taste ကတော့အရသာကတော့ကွဲလားမကွဲလားဆိုတာကိုအခုတိချာရေးကြည့်လိုက်အောင်စောင်းလိုက်အောင် Thank you. Okay, this is the one. This is the one. ဒါကတော့အချိုပေါ့နော်အချိုနဲ့အပြင်နှစ်မျိုးရတယ်အချိုပဲယူလိုက်တယ်ပြီးတော့ဒီဟာကအမလီကျမအရန်ကြိုက်လုံးနဲ့ဒီမှာပေါ့ဘောနော်ကျမပြမယ်သူတို့ဘာဒီဝတ်တာကိုပဲတေချာကြော်ထားတာ you see you know how to cook like this or not you have to cook for me like this okay ကဲဒီမှာကတာပီယိုကဒါက duck ဒါကာရီကို Eri കുഴപ്പമൊന്നുമില്ല. ကောင်းအရင်တော့ခါရမ်းကောင်းတယ်ကဲမေးကြည့်မယ်ခေါင်းရုံมาเข้าเลยเข้าอยู่มีจิมเนาะยังကောင်းထိုင်းရတိုင်းပဲဒါပေမဲ့ဒါအုံးကြီးနဲ့လောက်ထားတဲ့တော့အတူတူပဲအရင်လည်းမချိုဘူးနည်းနည်းချိုပြင်းလေးအရင်အပြင်းနဲ့မှမပေါ့အရင်ကောင်းတယ်တောက်လို့ကောင်းတယ်ချင်နေဝိုင်နေပေါ့ကောင်းတယ်ကဲကောင်းတယ်ဆိုတော့how's the taste that one good really let me try give me here this is duck ဘဲဒါပေါ့ဆိုးကောင်းတယ်ဆိုးပါဘဲဒါကိုကုန်းနဲ့ချက်ထားတာနော်မလေးပါ oh my god ကျမလေးပါလေးကိုတွေ့ရတယ်နော်လေးပါရရှိတယ်
ရန်ကောင်းတယ်မကျမယောက်ျားကိုလည်းအားပေးကြပါဦးကျမယောက်ျားကိုလည်းကျမကြည့်ရှုပေးရမယ်သူကကားမောင်းမှာဆိုတဲ့အတွက်သူမတောက်ဘူး good နော် only little no problem Sweet နော် not too sweet also but is okay ကျူလာဒီသားကြောက်ဟောတာလို့ရှင်လို့လာမှာနော်အစီနဲ့ဗာနဲ့မကြီးကလာရီဝတ်တမ်းစားဘူးပြောတော့မရောက်တာစားရဲကျေလာဒီစားရဲโอเคသူကချို့တခြားမျိုးတခြားတွေမစားဘူးနော်သူကလည်းသူတို့ကွဲပြားနေတာပေါ့ဒါပေမဲ့ကျမတို့မလေးလန်းကဲလာဒီစားတယ်ဘာမှမဖြစ်ဘူးစားလို့ကောင်းတယ်မှန်ကြိုက်ပါရန်ကောင်းတယ်မကြည့်တော့ကဘုံနဲ့ပေါ်မပေါ်စီတော့စီအိုင်တော့လားအဲ့ဒါကလည်းပါးရအများကြီးချက်လာတယ်နော်ချက်လာရစားလို့ကောင်းတယ် They cook really well This one is that how much ഇതിന്റെ വില $220 I want take away How many? Myanmar I am from Myanmar okay take away make it good for me no need to put onion separate okay Only Yeah. random. അല്ല ഇല്ല അത് ഇടത്തില്ല yeah okay yeah okay thank you for watching our video see you next time it's Morocco ba rồi mẹ chị đã